ဒီကောင်လေးကမိသားစုရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်မှမိခင်ဖြစ်သူဟာစက်ရုပ်ဖြစ်နေမှန်းသိလိုက်ရတယ်။ကန်ကြီးဆိုတဲ့အသက်လက်ပိုင်းလူတစ်ယောက်ဟာစက်ရုံတစ်ခုရဲ့တာမန်လူသမားတစ်ယောက်ပါ။စက်တဲကနေထွက်လာတဲ့ပစ္စည်းတွေကိုနေတိုင်းစစ်ဆေးရတဲ့အလုပ်ဟာကန်ကြီးအတွက်အရန်ကိုပြင်းစရာကောင်းနေခဲ့ပါတယ်။ဒါမဲ့တခြားလုပ်စရာမရှိလေတော့အဲ့ဒါကိုပဲဆက်လုပ်နေခဲ့ရပါတယ်။ကန်ကြီးရဲ့အိမ်မက်ကတော့တစ်ချိန်ချိန်ကျရင်အရန်နာမည်ကြီးအောင်မြင်တဲ့ရုပ်ပြစာရေးဆရာဖြစ်ဖို့ပါ။အဲ့ဒါကြောင့်လဲလှုပ်အားတဲ့ချိန်တိုင်းမှာရုပ်ပြလေးတွေဆွဲလိရှိပါတယ်။တညမှာကန်ကြီးတယောက်ရုပ်ပြဆွဲဖို့စဉ်းစားနေတော့မှမိခင်ဖြစ်သူဝင်လာပြီးတော့ကန်ကြီးရဲ့အသက်က30ပြည့်တော့မှမို့လို့ရုပ်ပြတွေဆွဲရင်အချိန်ကုန်မနေပဲမတိချာမေရတဲ့အိမ်မက်ကိုစွန့်လွတ်ပြီးတော့အလုပ်တစ်ခုတိတိကျကျလုပ်ဖို့အတွက်တိုက်တွန်းနေခဲ့ပါတယ်။ကန်ကြီးရဲ့မိခင်ကရုပ်ပုံတွေကိုဆွဲယူလိုက်တဲ့အခါမှာကန်ကြီးကလည်းပြန်လူနေရင်းကနေမိခင်ဖြစ်သူကိုတွန်းလဲလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။လဲကျသွားတဲ့မိခင်ကအကျော်ဆွဲတယ်လို့တုံကြီးလာပြီးတော့မျိုးလုံးအယောင်တစ်ချက်လက်သွားပြီးငိမ့်ချသွားခဲ့ပါတယ်။ကန်ကြီးကလည်းမိခင်ကိုပွေးလိုက်တဲ့အခါမှာလက်ကြီးတစ်ဖက်ပြုတ်ထွက်လာမှမိခင်ဖြစ်သူဟာလူစစ်မဟုတ်ပဲစက်ရုပ်တရုပ်ဖြစ်နေမှန်းသိလိုက်ရလို့လက်မောင်းကဝက်လိုဆင်လိုပုံစံနဲ့ယူတိုပီးယားဆိုတဲ့စက်ရုပ်တစ်စိတ်ကိုတွေးလိုက်ရပါတယ်။ကင်ကြီးကလည်းစိတ်ပူစွာနဲ့မိခင်ဖြစ်သူကိုလာကြည့်ပေးဖို့ဖခင်ဖြစ်သူကိုတွားပြောခဲ့ပါတယ်။ဒါမဲ့ဖခင်ဖြစ်သူကအေးအေးဆေးဆေးနေပါသားရဲ့မင်းအမေအိမ်မှာမရှိပါဘူးကွာဆိုပြီးတော့ပြောတာကြောင့်ကင်ကြီးလည်းပိုပြီးကြောက်လန့်သွားသလိုကြောင်ဟန်းမှာဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့သူအိမ်ကိုရောက်လာတော့ကလည်းဖခင်ဖြစ်သူကအဲ့ဒီစကားတခွန်းပဲပြောခဲ့တာမို့ပါ။မိခင်ကအိမ်မှာမရှိဘူးဆိုတဲ့စကားကြောင့်တေးကြတာတစ်ခုကစွမ်းနာကတွေးခဲ့တာဟာစက်ရုပ်စစ်ဆိုတာကိုပါနောက်တရက်ကင်ကြီးအလုပ်သွားတော့တထေးဖြစ်သူကရောက်လာပြီးကင်ကြီးကိုအလုပ်ကြိုးစားဖို့နဲ့ရုပ်ပြတွေပဲမရေးဖို့လာပြောခဲ့ပါတယ်အခုမှပဲအဲ့ဒီစကားကိုနေတိုင်းလာပြောနေတဲ့တထေးကိုတတိထားမိသွားပြီးကင်ကြီးရဲ့စိတ်ထဲကတထေးကပါစက်ရုပ်ဖြစ်နေတာများလားဆိုပြီးတော့တွေးမိသွားခဲ့ပါတယ်သူ့ရဲ့ရုပ်ပြတွေကိုမဂဇင်းတိုက်စီသွားပို့တော့လေအဲ့ဒီတထေးကနေတိုင်းပြောနေကြစကားကိုပဲထက်ခါပြောနေတာကြောင့်ကင်ကြီးတယောက်လည်းပိုပြီးစိတ်ရှုပ်တွေးလာခဲ့ပါတယ်အဲဒါကြောင့်သူရဲ့မိခင်ဟာစက်ရုပ်တရုပ်ဖြစ်နေတဲ့အကြောင်းကိုချစ်သူဖြစ်တဲ့ကီရိုကိုပြောပြခဲ့ပေမဲ့ကီရိုကိုကတော့ရုပ်ပြရေးဖို့ဇလန်းရှာနေတဲ့ထင်ပြီးမယုံကြည်ခဲ့ပါဘူးအဲဒါကြောင့်လဲကျနေတဲ့စက်ရုပ်မိခင်ကိုပြဖို့အိမ်ကိုခေါ်လာခဲ့လိုက်ပါတယ်ကင်ကြီးရဲ့အခန်းထဲမှာစက်ရုပ်မိခင်ကမရှိတော့ပေမဲ့ညကပြုတ်ကြပြီးကွဲထားတဲ့မှန်ကွဲစားတွေကရှိနေသေးတာမို့လို့အိမ်မက်မဟုတ်တာတော့တေချာလို့နေပါတယ်ကင်ကြီးကိုကမှန်ကွဲစားတွေကိုတင်းရင်းနဲ့လက်ရှာသွားတာကြောင့်ကင်ကြီးကဆေးထည့်ပေးလိုက်ရပါတယ်မိခင်စက်ရုပ်ကိုရှောင်ပေးတော့တာကြောင့်အတန်ကြာပြီးမှတော့ကီရိုကိုကအိမ်ပြန်လာခဲ့လိုက်ပါတယ်လမ်းမှာတော့ကီရိုကိုဟာယူတိုပီးယားကုမ္ပဏီအကြောင်းရေးထားတဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်ပါတယ်။ယူတိုပီးယားကုမ္ပဏီကဘာလဲဘလို့အလုပ်တွေကိုလုပ်နေတာများလဲကီရိုကိုစီမာရောဘာကြောင့်အဲ့ဒီစာအုပ်ကရှိနေရတာလဲ။တရက်ကင်ကြီးအလုပ်ကိုရောက်လာတော့ထုံးစံတိုင်းတထေးဖြစ်သူကအလုပ်တည်တည်ချာချာလုပ်ဆိုပြီးတော့ပြောနေကြစကားကြီးကိုထပ်ပြောလာပြန်ပါတယ်။ကင်ကြီးကစိတ်ရှုပ်သွားချိန်မှာတထေးကဟားတိုက်ရေမောပြီးထွက်သွားတာကြောင့်ကင်ကြီးကတထေးဖြစ်သူကိုတွန်းလှဲပစ်လိုက်ပါတယ်။လဲကျသွားတဲ့တထေးကကင်ကြီးရဲ့မိခင်လိုပဲကြောဆွဲသလိုဖြစ်လာပြီးငြိမ်ကျသွားခဲ့ပါတယ်။မျိုးလုံးတစ်ချက်အယောင်လက်သွားတာမို့လို့ကင်ကြီးလည်းသူ့ရဲ့တထေးကစက်ရုပ်တရုပ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။အဲ့ဒါပြင်တခြားလူသမားတွေကလည်းတထေးလဲကျသွားတာကိုဘာမှအရေးတယူမလုပ်နေသလိုလုံးစရာရှိတာကိုပဲဆက်လုပ်နေကြတာမို့အလုပ်သမားတွေအားလုံးလည်းစက်ရုပ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ကင်ကြီးလည်းအိမ်ကိုချက်ချင်းပြန်လာခဲ့ပြီးလမ်းသွားလမ်းလာတွေကိုတွေ့ပေမဲ့အားလုံးကများစက်ရုပ်ဖြစ်နေတာလားဆိုပြီးတော့အတွေးတွေဝင်လာခဲ့ပါတယ်။အိမ်ကိုပြန်ရောက်လာတော့ယူနီဖောင်းနဲ့သစိမ်းတယောက်သူတို့အိမ်ထဲကနေထွက်လာတာကိုတွေ့လိုက်ရပါတယ်။ကင်ကြီးလည်းအိမ်ထဲကိုဝင်ကြည့်လိုက်တော့စက်ရုံမိခင်ကပြန်ရောက်နေပြီးမိခင်ဖြစ်သူကလည်းပြောနေကြစကားကြီးပဲလာပြောပြန်တာကြောင့်ဖခင်ဖြစ်သူကပါစက်ရုပ်တရုပ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ကင်ကြီးလည်းသူယုံကြည်ရတဲ့သူဆိုလို့ကီရိုကိုတယောက်ထဲပဲရှိတော့တယ်ဆိုပြီးကီရိုကိုစီကိုလာခဲ့လိုက်ပါတယ်။ကန်ကြီးကလည်းသူကြုံနေရတဲ့ပြဿနာကိုပြောပြတဲ့အခါမှာကီရိုကိုကစက်ရုပ်တွေကလူတွေရဲ့နေရာစားထိုးထားတယ်ဆိုပေမဲ့နေတိုင်းပုံမှန်အလုပ်တွေကိုပဲလုပ်နေလို့လူဖွဲ့စည်းကိုတဟဇာတာဖြစ်စေပါတယ်ဆိုပြီးပြောလာတာကြောင့်ကန်ကြီးလည်းကီရိုကိုရဲ့အတွေးကိုလက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။အဲ့ချိန်မှာကီရိုကိုကကော်ဖီခွက်ကိုယူလိုက်တော့မင်းညာကလက်မှာမှန်ရှထားတဲ့ဒဏ်ရာကမရှိတော့တာကိုတွေးလိုက်ရတာကြောင့်ကီရိုကိုကလူဆက်မဟုတ်နေဘူးဆိုတာကိုသိသွားခဲ့ပါတယ်။ကန်ကြီးလည်းကီရိုကိုစက်ကဗမာလဲဆိုပြီးတော့စက်ရုံမကိုမေးလိုက်ပါတယ်။စက်ရုံမကပြန်မဖြေတာကြောင့်ကန်ကြီးကတွန်းလဲလိုက်ချိန်မှာမိခင်နဲ့တထေးဖြစ်သွားတဲ့အတိုင်းကြောဆဲသွားပြီးတော့ငြိမ်ချသွားခဲ့ပါတယ်။ကီရိုကိုရဲ့လွယ်အိတ်ထဲကနေယူတိုပီးယားကုမ္ပဏီစာအုပ်တွေ့တာကြောင့်ကန်ကြီးလည်းစာအုပ်ကလိပ်စာအတိုင်းလိုက်သွားခဲ့ပါတယ်။အရန်ကိုဝေးလံပြီးလူသိမ့်မသိတဲ့နေရာတစ်ခုရဲ့မြေအောက်လမ်းထဲမှာယူတိုပီးယားကုမ္ပဏီကရှိလို့နေတာပါ။ကန်ကြီးကလည်းထဲကိုဝင်သွားကြည့်တော့အဲ့ဂျိုကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။အဲ့ဂျိုကပဲစက်ရုံထဲကိုခေါ်လာပေးရင်းနဲ့နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာပြင်းရင်ညင်းငွေလာတဲ့သူတွေဟာအဲ့ဒီစက်ထဲမှာအိတ်ကြပြီးသူတို့ရဲ့အိမ်မက်ကဘာထဲမှာနေနိုင်စေဖို့ဒီကိုရောက်လာကြတဲ့အကြောင်းသိလိုက်ရပါတယ်။လူတိုင်းကသူတို့မဖြစ်ခဲ့တဲ့အိမ်မက်အတိုင်းအိမ်မက်ကဘာထဲမှာဖြစ်နိုင်ကြပြီးတက်ရှိလောကထဲမှာနေသလိုအမြင့်စား graphic တွေနဲ့ယူတိုပီးယားကုမ္ပဏီကဝန်ဆောင်မှုပေးထားတာပါ။အဲဒီစက်တဲကိုရောက်နေတဲ့သူတွေရဲ့လုပ်ငန်းဆောင်တာနေရာတွေကိုလည်းမလင်ဟင်းရလေအောင်ကုမ္ပဏီဘက်ကနေနည်းပညာမြင့်စက်ရုပ်တွေနဲ့စားထိုးပေးထားတာပါ။အဲကျိုကကန်ကြီးကိုမိဘဖြစ်သူတွေရဲ့အိမ်မက်တွေကိုလိုက်ပြခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့အိမ်မက်ကတော့ချမ်းမာမာနဲ့ထက်တန်းစားတထေးမကြီးဘွားမှာချမ်းသာနေရဖို့ရဲ့ပါ။ဒါမဲ့သူမရဲ့နေ့စဉ်ဘွားကတော့အိမ်ရှင်မအလုပ်ကိုသာညင်းငွေအောင်လုပ်နေရတာဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာသူ့ရဲ့မိသားစုကိုတော့ကောင်းမွန်စွာမကြွေးနိုင်သေးပါဘူး။အိမ်မက်ကဘာထဲမှာတရားဥပဒေတွေနဲ့လိုက်နာဖို့စီမင်းစည်းကမ်းတွေလည်းမရှိကြတာကြောင့်
အိမ်နေတဲ့သူတွေဟာသူတို့ရဲ့စိတ်ကြိုက်ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါတယ်အဲ့ဒါကိုလက်မခံနိုင်တဲ့ကန်ဂျီကတော့အဲ့ဒီစက်တွေကိုထုရိုက်ပြီးမိဘတွေနိုးလောက်အောင်လုပ်တဲ့အခါမှာတော့သူ့ရဲ့အိမ်ကိုရောက်တော့ကတွေ့ခဲ့တဲ့ယူနီဖောင်းနဲ့လူကရောက်လာပြီးဖမ်းလိုက်ပါတယ်အဲ့ဒီမှာယူတိုပီးယားကုမ္ပဏီရဲ့ CEO ဖြစ်တဲ့သူကရောက်လာပြီးကန်ဂျီကိုလည်းအဲ့ဒီစက်ထဲမှာနေပြီးတစ်ခါလောက်စမ်းကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်ဘလောက်တာရတဲ့ဘွားကိုရမလဲဆိုတာကိုသိစေချင်တာမို့ကန်ဂျီကိုအခါချင်းငွေမယူပဲ free အိတ်စီမှာပါကန်ဂျီကညင်းပေမဲ့အိတ်ဆေးကိုထိုးချပစ်လိုက်ပါတယ်အဲ့ချိန်မှာပဲကီရိုကိုကရောက်လာပြီးတော့အားလုံးကိုတားလိုက်ပါတယ်အဲ့တော့မှကီရိုကိုကအဲ့ဒီစက်ထဲမှာမေးရသေးဘူးဆိုတာကိုကန်ဂျီနားလေလိုက်ပါတယ်ကန်ဂျီကိုနာကျင်အောင်မလုပ်ဖို့အတွက်ကီရိုကိုကတားလိုက်ပြီးကန်ဂျီနဲ့အတူထွက်သွားဖို့တက်ရှိကဘာမှာတူတူနေဖို့ရွေးချယ်လိုက်ပါတယ်အဲ့လိုနဲ့ကန်ဂျီနဲ့ကီရိုကိုတို့တက်ရှိကဘာကြီးမှာပျော်ပျော်ရွှင်ရွှင်နေကြရင်းနဲ့ကန်ဂျီကလည်းရုပ်ပြတွေကိုဆက်ပြီးရေးနေခဲ့ပါတယ်ဒီမှာတော့ရုပ်ပြတွေကိုမဂဇင်းတိုက်ကဈေးကြီးပေးပြီးဝယ်ယူလို့ထုတ်လုပ်ဖို့ပါသဘောတူမှုရတာကြောင့်ကန်ဂျီလည်းရမ်းနေပြောပြီးကီရိုကိုကိုလာပြောပြခဲ့ပါတယ်ယူတိုပီးယားကအဲ့ဒီစက်ထဲမှာအိတ်နေပြီးတော့ဒီလိုမျိုးအမှန်တကယ်အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးဆိုပြီးကန်ဂျီကပြောလိုက်တော့ကီရိုကိုကအခုကန်ဂျီကအဲ့ဒီစက်ထဲမှာပဲလီလို့ပြောလိုက်တာကြောင့်ကန်ဂျီတယောက်လန့်သွားခဲ့ပါတယ်ကန်ဂျီတယောက်အိတ်ရနိုးလာတော့တကယ်ပဲအဲ့ဒီစက်ထဲကိုရောက်နေခဲ့တာပါအိတ်စီးထိုးကနီးမှာကီရိုကိုနဲ့အတူထွက်ပြေးခဲ့တာမဟုတ်ပဲအဲ့ဒီကလေးကကန်ဂျီကအိတ်ပျော်သွားခဲ့တာပါကန်ဂျီလည်းသူကောင်းထဲမှာတတ်ထားတဲ့ပိုက်တွေဝါယာကြိုးတွေကိုဖြုတ်လိုက်ပြီးတော့အဲ့ဒီစက်ထဲကနေအလံတကြားနဲ့ခုန်ထွက်လိုက်ပါတယ်ကုမ္ပဏီကလူတွေကတားနေကြပေမဲ့ကန်ဂျီကနားမထောင်ပဲ CEO အနာကတန်ချောင်းနဲ့ရိုက်ချလိုက်ပါတယ်အဲ့ဒီစက်တွေကိုထိန်းချုပ်ထားတဲ့မော်နီတာကိုလည်းရိုက်ခွဲပစ္စည်းပစ်လိုက်တဲ့အခါမှာတော့အိတ်နေတဲ့သူတွေအားလုံးလည်းလန့်နိုးလာခဲ့ကြပါတယ်ကန်ဂျီကအားလုံးကိုသူကယ်လိုက်တဲ့အကြောင်းနဲ့အမြန်ထွက်သွားကြဖို့ပြောနေပေမဲ့လိုးလာတဲ့သူတွေတဲကနေကီရိုကိုကသူတို့ရဲ့အေဂျင့်နေတဲ့ဘွားကိုလာပြီးဖြစ်စည်းတဲ့ခေါင်ဆိုပြီးကန်ဂျီကိုဆဲလွတ်လိုက်ပါတယ်ကန်ဂျီလည်းအဲ့ဒီစက်ထဲကလူတွေကပါဆက်ရုပ်လို့ထင်ပြီးထွက်ပြေးလာတော့ကလေးသူငယ်တွေပါမကြံလမ်းမှာရှိနေတဲ့သူတွေအားလုံးရက်တက်နေကြတာမို့အားလုံးကဆက်ရုပ်ဖြစ်နေပြီးသူတယောက်ထဲကသာလူစစ်ဆိုတာကိုသဘောပေါက်သွားပါတယ်9မိနစ်လောက်ကြာပြီးမှတော့ခုနကကန်ဂျီရိုက်ခွဲခဲ့တဲ့မော်နီတာဟာအော်တိုဆက်ပြန်နိုးလာခဲ့ပြီးတော့ဆက်ရုပ်တွေအားလုံးလည်းပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်ရုပ်ရှင်လေးကတော့ပြီးပါပြီတနေ့တာလုပ်ငန်းဆောင်တာတွေကြားမှာညီငွေနေတဲ့သူတွေအတွက်အဲ့လိုမျိုးဝန်ဆောင်မှုလေးရှိရင်တော့ကောင်းမယ်လို့တွေးမိပါတယ်ကန်ဂျီထင်နေတာကအားလုံးဟာအဲ့ဒီစက်ထဲကိုအိတ်ဆေးထိုးခံထားရပြီးထည့်ထားတယ်ဆိုပြီးတော့ပါအဲဒါကြောင့်ကန်ဂျီကအားလုံးကိုကယ်တင်ခဲ့တာပါတကယ်တော့လူတွေအားလုံးဟာသူတို့ရဲ့ညီငွေပင်ပန်းစရာဘဝကနေလွတ်မြောက်ဖို့အတွက်အဲ့ဒီစက်မှာအိတ်ဖို့အခါကြီးငွေပေးပြီးတော့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်အနားမှာအမြဲရှိပြီးကန်ဂျီဘက်ကနေရက်တီပေးခဲ့တဲ့ကီရိုကိုတော်မှာကန်ဂျီကိုပြစ်တင်ခဲ့တယ်ဆိုရင်အဲ့ဒီစစ်တဲကအိမ်မက်ကဘာမှာအရန်ကူမှာကိုယ့်ရဲ့ဖြစ်ခြင်းတဲ့ဆန္ဒတွေနဲ့တစ်ထပ်တည်းကြနေတာကိုတွေးမြင်ကြရမှာပါရုပ်ပြရေးနေတာချင်းကုန်နေပြီးကီရိုကိုကိုဂယူးဆိုင်ဖို့မိနေတဲ့ကန်ဂျီကြောင့်ကီရိုကိုရဲ့အိမ်မက်ဟာကန်ဂျီနဲ့အတူတူတာတာရရနေရတဲ့ဘဝလေးလည်းဖြစ်နေနိုင်ပါတယ်လူကြီးမင်းတို့ဘေးမှာတရားရောက်ကကြောဆွဲနေတယ်ဆိုရင်တော့စိတ်ယုံမဟုတ်ပါဘူးအဲ့ဒါကဝေယူပြန်နေတာမို့ဇွန်တစ်ချောင်းကိုသာပါဇက်ထဲထိုးထည့်လိုက်ကြပါအစိုးရနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ